မင်္ဂလာပါရှင်။ပတ်စင်စနေနေ့ညဗမာတိုင်းကြားပါရာဖြင့်တင်ဆက်မှုအစီအစဉ်မှပြန်လည်ကြိုဆိုလိုက်ပါရရှင်။ယခုတင်ဆက်ပေးသွားမယ့်တဲ့အကြောင်းအရာတွေကတော့စီခန်းကြီးစစ်ကောင်စီတပ်စခန်းကို KIA တပ်မှထိုးစစ်ဆင်တိုက်ခိုက်နေတဲ့တဲ့ရွှေကိုဒေသမှာတတူတူဖော်နေတာကိုအမြန်ဆုံးရပ်တန့်ပေးဖို့ဒေသခံများတောင်းဆိုနေတဲ့တဲ့နဲ့မြစ်ကြီးနားမြို့မှာစစ်ကောင်စီတပ်တွေလူငယ်10ဦးထက်မနည်းဖမ်းဆီးခံရတဲ့တဲ့တွေကိုကျွန်မဝန်ကြကနေတင်ဆက်ပေးသွားပါမယ်ရှင်။ KIA အမှတ်3တပ်မဟာအမှတ်7တပ်ရင်ဗမော်စီခန်းကြီးစစ်ကောင်စီတပ်ကိုဖေဖော်ဝါရီလ19ရက်နေ့မနက်6နာရီအချိန်ခန့်မှ KIA စုပေါင်းတပ်တို့ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်းရှေ့တန်းတည်အရင်မြစ်ထမှသိရှိရပါတယ်။၎င်းစစ်ကောင်စီတပ်စခန်းကို KIA စုပေါင်းတပ်ကထိုးစစ်ဆင်တိုက်ခိုက်ရာမှနှစ်ဖက်အပြန်အလှန်တိုက်ပွဲပြင်းထန်လာတာဖြစ်ပြီးစစ်ကောင်စီတပ်မှတိုက်ပွဲဖြစ်ပွားရာနေရာအနီးတစ်ဝိုက်ဝန်းကျင်ကိုလေရင်တုံးပစ်ခတ်ခဲ့ကြောင်းလည်းသိရပါတယ်။တိုက်ပွဲဖြစ်ပွားရာနေရာကိုညတကောင်အချိန်လောက်မှာမြစ်ကြီးနားနဲ့တဒါဦးလေတပ်စခန်းတစ်ခုကလေကြောင်းပစ်ကူတာတွေရှိခဲ့တယ်လို့လည်းသိရပါတယ်။၎င်းအပြင် KIA အမှတ်7တပ်ရင်းဒေတာရှိမန်စီစစ်ကောင်စီတပ်စခန်းကလည်းပြည်သူတွေရှိတဲ့ကျေးရွာဘက်ကိုလက်နက်ကြီးပစ်ခတ်တာတွေကြောင့်နေအိမ်တချို့ပျက်စီးတာတွေရှိတယ်လို့ပြည်သူအချို့ထိမှန်သေးဆုံးသွားတယ်လည်းရှိကြောင်းသိရပါတယ်ရှင်။ရွှေကိုဒေသစီတောင်းနဲ့မှန်ဝင်ကျေးရွာအနောက်ဘက်တောင်ကုန်းပေါ်မှာတရားမဝင်ရှိတူးဖော်နေတာကိုအမြန်ဆုံးရပ်တန့်ပေးဖို့ဒေသခံတွေတောင်းဆိုနေကြကြောင်းသိရပါတယ်။ပြီးခဲ့တဲ့ဇန်နဝါရီလကနေစပြီးစီတောင်းမှန်ဝင်စတဲ့ကျေးရွာတွေရဲ့၄မိုင်အကွာတောင်ကုန်းပေါ်နေရာမှာဆက်ရန်တရားကြီးတွေအသုံးပြုပြီးတပ်တူတူဖော်နေတာဟာကျေးရွာအတွက်ထိခိုက်နိနာမှုတွေရှိလာနိုင်တာကြောင့်ရပ်တန့်ပေးဖို့စီတောင်းကျေးရွာနယ်ပြည်သူတွေကတောင်းဆိုနေကြပါတယ်။၎င်းတပ်တူတူဖော်မှုကြောင့်သာသနာပိုင် area တွေထိခိုက်လာနေတဲ့အပြင်ရေရှည်ဆက်တူးမေဆိုပါကချောင်းရည်ထိခိုက်ပစ္စည်းလာတာတွေလေယာဉ်မင်းထိခိုက်လာတာတွေလမ်းပိုင်းပစ္စည်းတာတွေဖြစ်လာနေတာကြောင့်ဒေသခံတွေကကန့်ကွက်နေကြတာဖြစ်ကြောင်းသိရပါတယ်ရှင်။ဖေဖော်ဝါရီ16ရက်ညနေပိုင်း3:55အချိန်ခန့်မှာမြစ်ကြီးနားမြို့စီတာပူရပ်ကွက်အမျိုးသားအားကစားကွင်းအတွင်ဝိုင်းဖွဲ့ထိုင်နေကြတဲ့လူငယ်10ဦးထက်မနည်းကိုစစ်ကောင်စီတပ်ကဖမ်းဆီးသွားတယ်လို့ဒေသခံပြည်သူတွေကပြောပါတယ်။၎င်းစစ်ကောင်စီတပ်တွေကအရက်ကြဝတ်စုံဝတ်ကတနတ်တွေလည်းကိုင်းဆောင်လာပြီး၎င်းနေရာမှာဝိုင်းဖွဲ့ထိုင်နေကြတဲ့လူငယ်တွေကိုဖမ်းဆီးသွားတယ်လို့သိရပါတယ်။စစ်ကောင်စီတပ်တွေကပြီးခဲ့တဲ့ဖေဖော်ဝါရီလ10ရက်ကစပြီးအသက်16နှစ်အထက်ပြည်သူတွေအကုန်စစ်မှုမထမ်းမနေရထုတ်ပြန်ပြီးနောက်ခီးတွားပြည်သူတွေနဲ့မြို့တွင်းမှလူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးတာတွေဆက်တိုက်ပြုလုပ်နေကြတာဖြစ်ပါတယ်။ပြီးခဲ့တဲ့ဖေဖော်ဝါရီ23ရက်မှာလည်းတပ်ကုန်းနဲ့ဒုကထောင်ရင်ခွဲရုံလမ်းကြားမှာတွာလာနေတဲ့လူငယ်2ဦးကိုစစ်ဆေးမြင်မြန်ပြီးပေါ်တာဆွဲသွားကြောင်းလည်းသိရပါတယ်။ယခုချိန်မြစ်ကြီးနားမြို့အတွင်းရှိပြည်သူတွေတာမကခီးတွားပြည်သူတွေအလုံးတတိလုံးလာရှိနဲ့တွာလာကြဖို့တက်ဆိုင်ရာအဖွဲ့အစည်းတွေကတတိပေးပြောကြားတာတွေရှိကြောင်းလည်းသိရပါတယ်ရှင်။ဗမာတိုင်းတားပါတာဖြင့်တင်ဆက်မှုအစီအစဉ်ကိုကြည့်ရှုသူပရိသတ်ပေါင်းရွှေလန်းချမေးကြပါစေရှင်။ကျေးဇူးတင်ပါတယ်ရှင်။